ကျွန်းမမလေးနဲ့အရန်စားလူကောင်းတဲ့ငါပလာချောင်းကျော်လေးပါရှင်မြန်မာပြည်ကနေရလာတဲ့အပြဲ6လေးပါဒီနေ့ပဲရောက်လာတာပါเนาะဒီနေ့ကတော့နေကဒီ2ရက်3ရက်စာလှုပ်မှာမလို့ဒီအပြဲ6လေးကိုမြမလေးကိုအသုံးပြုမှာပါရှင်ဒီဘူးကြီးရဲ့တဝက်စာလေးအသုံးပြုမှာပါရှင်ဒီအပြဲ6လေးကဆိုမြန်မာပြည်ကနေလာတာမလို့ဒီစားလက်ကောင်းတဲ့အထဲမှာလည်းပါတာပေါ့နော်မလေးရှားငါဆိုရင်တိုက်ပြီးတော့မကောင်းဘူးပေါ့နော်ဒီမှာဆိုရင်ကြက်တူနီလေးတဲ့အခါကျရင်အပြဲ6ကိုခုနလေးရေစမ်းထားမှာပါရှင်ကြက်တူနီဥကြီး3လုံးနဲ့ဒီတဝက်လေး3ရပါတယ်เนาะကြက်တူနီအလုံးကတော့3လုံးတဝက်ပေါ့နော်ကြက်တူဖြူလေးကတော့ဥတလုံးပေါ့နော်အကြီးပေါ့နော်ဒါမှဆိုရင်ကိုကြက်နေတဲ့ရအနေထားလောက်လှီးပေးပါရှင်ပပလေးလှီးပေးပါရှင်ကြက်တူနီမြအသုံးပြုတာကငါပလက်ချောင်းကျော်တဲ့ခါကျရင်မွေးတယ်စားလက်ကောင်းလာပေါ့နော်ဒါကြောင့်ကြက်တူနီကိုများနဲ့သုံးပါတယ်ရှင်ကြက်တူနီအများနဲ့သုံးတာကတော့စားလက်ကောင်းတယ်ဒီမလေးရှားမှာဆိုငါပလက်ချောင်းကျော်တပူကို20 30လောက်ရှိတယ်ဒါပေမဲ့နည်းနည်းပဲရတယ်မဝဘူးပေါ့တော့ဒါကြောင့်မြန်မာပြည်ကနေရလာတဲ့ငါအပြည့်ချုပ်လေးကိုဒီနေ့ပဲရောက်တယ်ဒါကြောင့်ကြော်စားလိုက်ပါတယ်ရှင်အဲ့မှာလောက်စားရင်တော့အများကြီးရတာပေါ့နော်ဒါကြောင့်ကြော်စားလိုက်မယ်ကိုယ်တိုင်လည်းကြော်တတ်တာမလို့ကြော်စားလိုက်မယ်ပေါ့နော်ဒီမှာဆိုကြက်တူဖြူဥကြီးတလုံးကိုပပလေးမထုံမပါလေးလီးပေးမှာပါရှင်ဒီမှာဆိုကြက်တူလေးဖြူလေးများသုံးတာကပို့ပြီးတော့မွေးတယ်နင်ကတော့ကြက်တူဖြူများကြော်တာဖြစ်ဖြစ်ဟင်းချက်တာဖြစ်ဖြစ်ဒီမျိုးငါပလာချောင်ကြော်လောက်တာဖြစ်ကြက်တူဖြူများပါတာကပို့ပြီးတော့စားကောင်းကြက်တူဖြူနဲ့ကြက်တူလေးကိုစားပြီးတော့စီတက်တော့မှာပါရှင်အပြည့်6လေးကိုစကြော်တော့မယ်မကြွမှာဆိုလို့ခွဲပြီးတော့ကြော်ပါတယ်တစ်ခါကြော်နည်းနည်းလေးကြော်တယ်3ခါကြော်ပါတယ်ဒါကတော့ပထမတစ်တုပ်ကြော်တာပါစကားလေးနဲ့စီစစ်ချမှာပါရှင်ဒါလေးဒီလိုမျိုးလုပ်ပြီးရင်နောက်ထပ်ဒုတိယတစ်ချိန်နောက်ပြီးတော့ထပ်ကြော်မှာပါရှင်နော်အရင်တိုင်းပဲထပ်လုပ်မှာပါရှင်နော်ဒီလိုမျိုးရွှေအောင်တန်းတဲ့ကန်ကြရေစကားလေးနဲ့ထပ်ပြီးတော့ဆယ်ပေးပါရှင်စီစစ်ချမှာပါရှင်နော်နောက်ပြီးတော့နောက်ဆုံးချိန်ပေါ့နော်အားလုံးကြော်ချလိုက်မှာပါရှင်နော်ကြွမလေးရတဲ့ခါရွှေအောင်တန်းတဲ့ခါကြရင်ပြန်ပြီးတော့ဆယ်ပြီးတော့စကားလေးနဲ့စစ်လိုက်မှာပါရှင်နော်မကြွမှာဆိုလို့10မိနစ်လောက်ထပ်ပြီးတော့ကြော်ထားတဲ့ဟာတွေအားလုံးတစ်ခါတည်းရောကြော်လိုက်မှာပါရှင်နင်ကအဆက်စားတာမလို့အဆက်ကြိုက်တာမလို့မြုပ်တီကိုများလေးထည့်တယ်စားရည်ချုံမရထည့်ပြီးတော့ကြော်လိုက်ပေးမှာပါရှင်မှွေလိုက်မှာပါနော်အနက်ကလေးကမွေးလေးရသွားတဲ့အခါကျရင်ကြော်ထားတဲ့အပြည့်6လေးကိုထပ်ပြီးတော့ထပ်ကြော်လိုက်မှာပါရှင်နော်ဒီမြုပ်တီကတော့ကိုယ်တိုင်ထောင်းကိုယ်တိုင်လှော်ထားတာမလို့ငွေတယ်အပြင်ကနေဝယ်စားတဲ့မြုပ်တီထပ်ပို့ပြီးတော့အရသာကောင်းတာပေါ့နော်ဒါဆိုရင်အရန်စားလို့ကောင်းပြီးတော့ချွတ်မွေးလေးအရန်ဖြစ်ပြီးတော့ကြက်တူဖြူမွေးလေးနဲ့ငါခလာချောင်းကြော်လေးရပါပြီ